အလုံးပဲမင်္ဂလာပါနေ့စဉ်တမနစ်စာတရားဒေသနာနှုတ်ဘတ်တော်အလင်းတနာဖိတ်ကနဲ့ကျူစုပါရဒီနေ့အာယူ၍ရရင်ချင်းရှိလို့ဆိုတဲ့ကောင်းစင်နဲ့ခွန်အားပေးသွားခြင်းပါလေယေရှုခန်းကြည့်တဲ့ခိုင်းငယ်ကိုတင့်ကိုငါမှာထားတယ်မဟုတ်လို့အာယူ၍ရရင်ချင်းရှိလို့ကြောက်နေစိတ်မပြတ်နဲ့သွားလေရာ၌တင်းဤဖရာသခင်ထောက်ရဖရာရှိသည်ဟုမိန့်တော်မူ၏ဒီချမ်းချက်ကိုကြည့်တဲ့အခါမှာယောရှုရဲ့ဘဝအသက်တာကိုသိမြင်ရတာဖြစ်ပါတယ်ဖရာသခင်ကယောရှုကိုခွန်အားပေးတဲ့စကားဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဣသရေလလူမျိုးတွေဧကတုပြည်ကနေခါနန်တိုင်းပြည်ကိုခိုးဆောင်လာတဲ့မောရှေကွယ်လွန်ပြီးတဲ့နောက်မှာယောရှုကဣသရေလလူမျိုးတွေကိုဦးဆောင်ရမယ့်တာဝန်ကိုရရှိခဲ့ပါတယ်ဒီတာဝန်ကလွယ်ကူတဲ့တာဝန်တော့မဟုတ်ပါဘူးဒါကြောင့်ဖရာသခင်ကယောရှုကိုအားယူ၍ရေးရင်ချင်းရှိပါဆိုပြီးမှအကျဉ်းချင်းအားပေးခဲ့တာဖြစ်ပါတယ်ထိုကဲ့သို့ပဲကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာလည်းယောရှုကဲ့သို့ကိစ္စအမှုအရာတစ်ခုခုဖြစ်ရှင်းရတော့မယ့်အချိန်မှာကြောက်လို့ရှေ့မတိုးနိုင်တဲ့အချိန်ရှိခဲ့ဖူးပါသလားယောရှုကလည်းကြီးမားတဲ့တာဝန်ကိုရင်ဆိုင်ခဲ့ရတဲ့သူဖြစ်တယ်ဒါပေမဲ့ဖယားခင်ကငါဒီတင့်ကိုမစွန်းတင့်ကိုအလင်းပြည့်၍မထားဟုဂတိပေးခဲ့တာဖြစ်ပါတယ်ထိုကဲ့သို့ယေရှုကိုပေးတဲ့ဂတိဒီနေ့ကျွန်တော်ကိုလည်းပေးတဲ့ဂတိတော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာလည်းဘယ်လိုစိတ်ခေါ်မှုကိုပဲရင်ဆိုင်နေရပါစေဖယားသခင်ကကျွန်တော်တို့ကိုစွန့်ပြည့်မထားပါဘူးဒါကြောင့်ဖယားသခင်ကိုယုံကြည်အားကိုးပြီးလှုပ်ဆောင်ရမယ့်ခြေလှမ်းတစ်ခုချင်းစီတိုင်းကိုယုံကြည်ခြင်းနဲ့ရှောက်လန်းကြပါစို့လို့နှုတ်ပတ်တော်နဲ့ခွန်အားပေးလိုက်ပါတယ်အလုံးကိုဖြည့်ရှင်ကောင်းကြည့်ပေးပါစေ